နောက်တဲ့တင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဝက်လက်မြို့နယ်အရှေ့ချမ်း area ကိုတပ်မတော်ကနေမြေရှင်းလင်းနေတဲ့အခြေအနေပါအဲ့တော့တပ်မတော်ကမန္တလေးဘက်ကအထွက်ပသိမ်ကြီးမရယာစင်ကူတပိတ်ချင်းပေါ့ဒီတကြောလုံးပေါ့ဒီကြောလုံးကိုတပ်မတော်ကထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်းမှာတပ်မတော်ကထိန်းချုပ်မှု area တွေထပ်ရပါလာဖို့အတွက်လက်ရှိနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်နေမြေရှင်းလင်းမှုတောက်လျှောက်လုပ်နေတယ်အဲ့တော့တနည်းအားဖြင့်ဗျာနေမြေထက်ချဲ့လာတော့စုံမှုနိုင်တဲ့နေမြေတွေထက်ချဲ့လာတော့ထက်ချဲ့ကမှတပ်မတော်ကဒီ AR မြေကြောင်းကိုကျွန်တော်စကိုင်းတိုင်းဘက်အချမ်းကောမန္တလေးတိုင်းဘက်အချမ်းကောနဲ့ဒီဟိုဘကန်ဒီဘကန်ကိုထိန်းချုပ်နိုင်ဖို့အတွက်တပ်မတော်ကတောက်လျှောက်နေမြေရှင်းလင်းမှုလုပ်နေတယ်ကျွန်တော်ဒီဘက်ချမ်းမှာတော့ကျွန်တော်တို့ဒီမန္တလေးတိုင်းဒေသကြီးဘက်ချမ်းမှာတော့တပ်မတော်ကထိန်းချုပ်နိုင်တယ်တိုးတော်လည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးဘက်ချမ်းမှာထိန်းချုပ်နိုင်ဖို့အတွက်တပ်မတော်ကဒါလက်ရှိမှာတော့ကျွန်တော်တို့ဒီဝက်လက်မြို့နယ်အရှေ့ချမ်း area ဘက်ကိုကျွန်တော်ထိုးစစ်ဆင်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်တို့ပြဿနာရှိတာကရေလေကျွန်း area တွေပါအဲ့တော့ရေလေကျွန်း area တွေကရေလေကျွန်းမှာကျွန်တော်တို့ရွာတွေရှိတယ်အဲ့ဒီကြေးရွာတွေမှာကတကယ်ပြဿနာဗျာအချမ်းဘက်အုပ်စုတွေဒီနေရာမှာခိုးတယ်ဒီနေရာတွေမှာသူတို့ခြေကုပ်ယူတယ်ပြန်တိုက်တယ်ဒါကြောင့်ကျွန်တော်ရေလေကျွန်းမှာရှိတဲ့ရွာတွေနဲ့ပတ်သက်ရင်တော်တော်လေးကိုကျွန်တော်တို့ဆောင်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့မြေပြင်မှာထပ်ပြီးသိရတာကအချမ်းဘက်အုပ်စုတွေဒီရေလေကျွန်းရွာတွေမှာဆိုတရွာလုံးကိုခင်ဗျဝင်လာနိုင်တဲ့လမ်းကြောင်းတွေအကုန်လုံးမိုင်းခင်းထားတာအဲ့လောက်တိအောင်လုပ်တယ်ဗျာနောက်ပြီးရေလေကျွန်း area ကကျွန်တော်တို့ဒီအာနာရဲ့တက်ရောက်မှုကနည်းနည်းဝေးနေတယ်ဗျအဖျားကိုရောက်နေတယ်အတွင်းပိုင်းမှာကကျွန်တော်အာနာတက်ရောက်မှုအာနာရဲ့သဘောကလည်းဒီတိုင်းပါပဲအာနာရဲ့တက်ရောက်မှုကကျွန်တော်ဘိုးချမ်းမှာတော့အာနာရဲ့တက်ရောက်မှုကအားကောင်းပြီးတော့ဘိုးချက်ရဲ့ပြင်မမှာဆိုအာနာတက်ရောက်မှုကဖြော့သွားတယ်တဖြည်းဖြည်းရော့သွားတော့အဲ့တော့ကျွန်တော်တို့ကဒီ AR မြေအတွင်းမှာရှိတဲ့ရွာတွေနဲ့ပတ်သက်ရင်နောက်ဆုံးများခင်ဗျာလည်းဒီရွှေ့တင်တယ်ရွှေ့ရတော့မှာပဲတက်နိုင်ဘူးလုံခြုံရေးတော့ကျွန်တော်နိုင်ငံတော်ရဲ့လုံခြုံရေးတော့လုံးတင်လုံးတိုက်တာလုံးရမှာပဲဟုတ်ပြီဒီရွာတွေမှာစိုက်ပျိုးရေးတော့လုံးလို့ရမယ်ဒါပေမဲ့ရွာတွေရွှေ့မယ်ဆိုလဲရွှေ့တင်တယ်ဗျဘာကြောင့်လဲအကြမ်းမဲ့အုပ်စုကဒီနေရာမှာကျွန်တော်တို့ခြေကုပ်ယူတယ်ဝင်ရောက်လာတယ်ပြန်တိုက်တယ်ဒီလိုမျိုးတွေလုပ်နေတာအဲ့တော့အခြေအနေတခုမှတည်ငြိမ်သွားပြီဆိုတော့ကျွန်တော်တို့ဒီရွာတွေမှာပြန်ပြီးတော့သူတို့အခြေချခွင့်ပေးတာပြဿနာမရှိဘူးပြဿနာမျိုးတို့တော့လည်းပဲဒီလက်ရှိအနေအထားမှာဒီရွာတွေကိုကျွန်တော်တို့ဒီတိုင်းထားမယ်ဆိုရင်တော့အချိန်တခုမှအကြမ်းမဲ့အုပ်စုကပြန်လဲအားစုပြီးတော့ကျွန်တော်ပြန်ပြီးတော့လှုပ်ရှားလာနိုင်တယ်အဲ့တော့ကျွန်တော်ဒီ AR မြစ်ရဲ့AR မြစ်ထဲမှာရှိတဲ့ရွာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီဘက်ရေစကြို area မှာကျွန်တော်တို့ဒါချင်းတွင်းရဲ့ AR တွေကကျွန်တော်စုံတဲ့နေရာရှိတယ်ရေလေကျွန်းနေအဲ့ဒီနေရာမှာပဲအကြမ်းဖက်အုပ်စုတွေအားစုပြီးတော့ကျွန်တော်တို့ဒီဘက်ရေစကြိုတို့ဒီဘက်မှာကျွန်တော်မြင်းကြံတို့ဒီတကြောလုံးကိုတိုက်ခိုက်ခဲ့တာပဲဗျတိုက်ခိုက်ခဲ့တာပဲဒါကြောင့်ကျွန်တော်တို့ကဒီဘက်မှာမရယာတပိတ်ချင်းစင်ကူပေါ့ဒီ area တည်ငြိမ်မှုဆိုရင်ဒီမြစ် AR မြစ်တွင်းမှာရှိတဲ့ရွာတွေကိုကျွန်တော်ထိန်းချုပ်နိုင်ဖို့လိုတယ်လက်တလုံးမထိန်းချုပ်နိုင်ဖို့ခက်ခဲတယ်ဆိုလဲဒီရွာမှာရှိတဲ့လူတွေကိုကျွန်တော်တနေရာထဲမှာကျွန်တော်အချက်လက်မှတ်တမ်းတင်ပြီးတော့တို့နေရာချပြီးတော့ဒီနေရာမှာမင်းတို့စားတောက်ဖို့တော့လုပ်လို့ရမယ်သို့တော်လည်းပဲနေလို့မရအောင်ဆိုတော့ပုံစံတော့ကျွန်တော်ဆောင်ဖို့လိုတယ်မဟုတ်ရင်တော့အချိန်တစ်ခုမှာကျွန်တော်တို့ဒီအကြမ်းဖက်အုပ်စုတွေကတစ်ဖက်စကိုင်းတိုင်းဘက်ကိုသွားတိုက်တာတွေပြီးရင်ကျွန်တော်တို့ဒီမန္တလေးတိုင်းဘက်ကိုဝင်ရောက်တိုက်ခိုက်တာတွေဖြစ်လာနိုင်တယ်နောက်ပြီးတော့ဒီ area မှာကကျွန်တော်စိုက်ပျိုးရေးကောင်းတဲ့ခါကျတော့အကြမ်းဖက်အုပ်စုတွေရိတ်ခါကကောင်းကြီးရတယ်ဘာမှစိုးရင်မရှိဘူးဒါတော့ကျွန်တော်အဲ့ဒီအချင်းနေလက်ရှိဒီတက်မလို့ကဒီဝက်လက်နယ်အရှိချမ်း area ကိုထိန်းချုပ်ဖို့အတွက်နေမြေရှင်းလင်းမှုတောက်လျှောက်လှုပ်လာတယ်တနည်းအားဖြင့်ကျွန်တော်ရှိမကကြောက်မြောလမ်းပိုင်းပေါ့ကြောက်မြောလမ်းပိုင်းပေါ့ဒီ viewer လမ်းမကြီးစိုးမိုးရေးအတွက်တက်မလို့ကတောက်လျှောက်နေမြေရှင်းလင်းမှုလုပ်နေတယ်လက်ရှိလည်းကျွန်တော်တို့တိုက်ပွဲတွေကဆက်ဖြစ်နေတယ်ဇန်နဝါရီလ6ရက်နေ့ကနေစပြီးတော့ထီးထွေးတိုက်ပွဲမှုတွေကပြင်းထန်လာတယ်ပြင်းထန်တဲ့အခါမှာဒီဝက်လက်မြို့နယ်ရဲ့အရှိချမ်း area ဖြစ်တဲ့ကမ်းဖြူကျေးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်တိုက်ပွဲတွေပြင်းထန်တော့အဲ့ဒီ area မှာကျွန်တော်အကြမ်းဖက်အုပ်စုတွေရဲ့အလောင်းတွေဆက်လက်အလောင်းကျွန်တော်တို့အလောင်း10လောင်းအထက်လက်နက်ကျွန်တော်တို့10လက်အထက်ကိုရရှိခဲ့နေတာဖြစ်တယ်အဲ့တော့ဒီဝက်လက် area နဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ဝက်လက်ကခင်ဗျားတို့မျိုးလုံးနဲ့မြင်အောင်ကြည့်လိုက်ဗျာရွှေဘူဒီကနေကမ်ဘလူကနေကြည့်လိုက်ဗျာအဲကမ်ဘလူတကြောကိုကြည့်လိုက်ကမ်ဘလူတကြောကနေကျွန်တော်ဒီ AR မြေကမ်းဘေးဆိုရင်တော့ဒီဘက်ကမှာကျွန်တော်တို့ဒီဝက်လက်တကြောပေါ့ဗျာဝက်လက်တကြောပြီးတော့အဲ့ဒီကနေဆက်သွားရင်ကျွန်တော်ရွှေဘူကနေဆက်သွားမယ်ဆိုရင်တစ်ဖက်မှာကျွန်တော်တို့ဟာရှိမယ်အရာတော်ရှိမယ်အရာတော်ကနေဆက်သွားရင်မုံရွာရှိမယ်အဲ့ဒီကနေဒီဘက်ကိုကျွန်တော်တို့လာမယ်ဆိုရင်ဒီပလဲရင်းမှာပင်ဒီဘက်မှာမြင်းကြံဒီဘက်မှာကျွန်တော်တို့ရေစကြိုပလဲပြီးရင်ကျွန်တော်တို့ပလဲအဲ့ဒီတကြောပေါ့ဗျအဲ့ဒီတကြောကနေဆက်တယ်မယ်ဆိုရင်တစ်ဖက်မှာကျွန်တော်တို့ချင်းမီနဲ့ရောက်မယ်တစ်ဖက်မှာရခိုင်မီနဲ့ပေါက်တယ်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့ဒီရဲ့ဂွင်ပေါ့ဗျဒီဝက်လက်ဂွင်ကနေပြီးတော့ကျွန်တော်တို့မှာဆက်ပြီးဆက်သွားမယ်ဆိုရင်တစ်ဖက်မှာကျွန်တော်တို့ကချင်မီနဲ့ဒီချိတ်တဲ့လမ်းမိုင်းတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီ area တည်ငြိမ်မှုဆိုရင်ဒီဝက်လက် area ကိုဒီစကိုင်းမိုင်းရဲ့အတွင်းပိုင်းတည်ငြိမ်မှုဆိုရင်ကျွန်တော်တို့ကဒီဖြက်လေးပြက်လုံနိုင်ဖို့တော့လုပ်ဖို့တော့လိုတယ်ဗျလုပ်ဖို့လိုတဲ့နေရာမှာကျွန်တော်တို့ဒီဘက်ကကချင်ပြည်နယ်ဆက်လာတဲ့ကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေထွက်လန်းထွက်ပေါက်တွေပြီးရင်ကျွန်တော်တို့ဒီပလဲရင်းမာပင်ဒီဘက်ကမြင်းကြံအဲ့ဒီတကြောနဲ့ကျွန်တော်ထွက်လန်းထွက်ပေါက်တွေကိုကျွန်တော်ပိတ်ဆို့နိုင်ဖို့လိုတယ်ပိတ်ဆို့နိုင်မှသာလေအကြမ်းဖက်အုပ်စုတွေတော်တော်ကြီးအထိနာမှာအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တက်မလို့စစ်ကြောင်းတွေကဒီဘက်ကလာရင်သူတို့ဟိုဘက်ကပတ်ပြေးမှာပဲ
သူတို့ဘတော်မှကျွန်တော်ဘတ်တယ်ကျွန်တော်မျက်နှာချင်းဆိုင်တိုင်ပြီးဆိုင်ပြီးတော့မတိုက်ဘူးသူတို့ကဒီခြုံကိုတိုက်မယ်မိုင်းဆွဲတိုက်မယ်ဒီနှမျိုးပဲလုပ်တယ်ဒီနှမျိုးလုပ်တယ်ပြီးရင်ကျွန်တော်တက်ကွင်းနဲ့ပို့တယ်သူတို့ကဒီလိုပုံစံပဲတိုက်တာဒီတက်မလို့စစ်ကြောင်းလိုက်တော့ဘတ်တယ်ဆိုင်ပြီးတိုက်တာမရှိဘူးအဲ့ဒီ area ကအကြမ်းဖက်အုပ်စုတော်တော်လေးကိုခင်ဗျာဒူးနဲ့တဲ့နေအောင်ရှိတယ်ခုနကကျွန်တော်ရှိရတင်ပြတယ်သူတို့ဒီထောက်ဖို့လမ်းကြောင်းရတောက်လျှောက်ကြီးပွင့်တယ်တောက်လျှောက်ကြီးပွင့်တယ်ခင်ဗျာဘယ်လောက်ဆိုလဲဆိုခင်ဗျာလက်ရှိဒီတပိတ်ချင်း area မှာတက်မလို့ကကျွန်တော်တို့နေမြေရှင်းလင်းတိုက်ပွဲတွေလောက်လာပြီးတော့နေမြေရှင်းလင်းလုပ်တဲ့ခါမှာဒီမှာကျွန်တော်တို့မြင်းကြံ black tiger အဖွဲ့တွေအဲ့မှာလာတိုက်တယ်အဲ့မှာသူတို့ရဲ့ကျွန်တော်တို့အုပ်ကူတွေကျွန်တော်တွေ့ရတယ်အဲ့မှာမြင်းကြံ black tiger အဖွဲ့ဘယ်သူတေတယ်ပေါ့ဗျာအဲ့လိုဟာတွေတွေ့ရတယ်ဒါတွေတွေ့ရတယ်ဗျာဒါကြောင့်ကျွန်တော်ကဒီထောက်ဖို့လမ်းကြောင်းကြီးပိတ်နိုင်မှုဆိုရင်တော့ကျွန်တော်တို့ဒီဘက်ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေကိုကျွန်တော်တို့တောက်လျှောက်ကြီးပိတ်နိုင်မှုလို့လေဗျာအဲ့လိုမှမဟုတ်ရင်တော့သူရဲ့ထောက်ဖို့လမ်းကြောင်းကြီးပွင့်နေပေါ့ဗျာပွင့်နေတယ်လက်ရှိဒီတက်မတော်ကတော့ဒီ viewer လမ်းစုမွေးအတွက်ကတော့တောက်လျှောက်ကျွန်တော်တို့စောင်းနေတယ်လက်ရှိတော့ဒီတက်မတော်ကရွာသစ်မင်းဝတောင်မိရှိမကဆယ်ရောအဲ့ဒီတကြောပေါ့ဗျာတရက်ပင်ငပတ်ချောင်းကမ်းပြူစားတဲ့ရွာတွေကိုတက်မတော်ကထိန်းချုပ်ပြီးသွားပြီတကြောလုံးတော့ထိန်းချုပ်ပြီးသွားပြီတကြောလုံးထိန်းချုပ်ပြီးသွားပြီထိန်းချုပ်ပြီးရဲ့နောက်ပိုင်းမှာတော့ဒီတက်မတော်ကတော့ကျွန်တော်တို့ဒီဒေသခံပြည်သူတွေနဲ့ပတ်သက်ရင်ဒီမှတ်တမ်းတင်ပြီးတော့ကျွန်တော်ပြန်ပြီးတော့စစ်စစ်လက်ခံဖို့လိုတယ်ဗျအဲ့လိုမှမဟုတ်ရင်ကျွန်တော်မနေ့ကညတင်ပြသလိုပဲအကြမ်းဖက်အုပ်စုရောရောက်ပြီးဝင်လာမယ်ဝင်လာပြီးတော့ပြန်ပြီးလှုပ်မှာပဲဗျဒီလိုအခြေအနေတော့ရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီတက်မတော်အတွက်ကပြည်သူလိုတို့ပြည်သူအတွက်ကလည်းတက်မတော်လိုတယ်ဗျကျွန်တော်တို့ပြည်သူနဲ့တက်မတော်ဆိုကျွန်တော်အမြဲတမ်းရင်းနဲ့ကြောပဲဗျကျွန်တော်ရင်းနဲ့ကြောပဲဒီချိန်မှာကျွန်တော်တို့ပြည်သူကလည်းတက်မတော်ကိုအားကိုးဖို့လိုတယ်ဗျလိုတယ်အဲ့တော့ကျွန်တော်တို့ဘယ်လောက်အားကိုးလဲဆိုရင်ကျွန်တော်ပြည်သူကတက်မတော်ပေါ်ဘယ်လောက်အားကိုးလဲဆိုကျွန်တော်တို့တစ်ဖက်မှာဒီတပိတ်ချင်းမရီယာဘက်စင်ကူပေါ်သွားတဲ့ခါမှာကျွန်တော်တော်တော်တွေ့ရတယ်ဗျတက်မတော်စစ်ကြောင်းတွေဝင်လာတော့ဒေသကနေကိုယ်တိုင်ကြိုဆိုခဲ့တာဗျကြိုဆိုခဲ့တာကျွန်တော်တို့ကခင်ဗျားတို့ဒီကိုဒေတာကိုတည်ငြိမ်မှုဆိုရင်ကျွန်တော်ရှေ့ရအခြေအနေပြန်သွားဖို့လိုတယ်ဗျရခိုင်အားလုံးခင်ဗျားတို့အားလုံးမြင်တာပဲကျွန်တော်တို့အမြဲတမ်းပြောပါတယ်လမ်းတွေဖောက်တယ်ပတ်တာတွေလုပ်တယ်ဆိုရင်ခင်ဗျာတက်မတော်သားတွေကပေါက်တူးပေါက်ရင်ပြည်သူကအဲ့မြေကြီးတောင်ထမ်းပြီးတော့ကျွန်တော်တို့ဖို့တာဗျပြည်သူကမြေကြီးပေါက်တက်မတော်သားတွေမြေကြီးတောင်ကိုထမ်းပြီးတော့လမ်းဖို့တာဗျကျွန်တော်အဲ့လိုအခြေအနေပြန်သွားမှရမယ်အဲ့လိုအခြေအနေပြန်သွားမှကျွန်တော်တို့တည်ငြိမ်မှာဖြစ်တယ်ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့လည်းသူတို့မှလည်းကျွန်တော်တို့အခက်ခဲအကျက်တဲတွေနဲ့မျိုးစုံနဲ့သူတို့ရှင်တန်းနေဆိုကျွန်တော်နားလဲတယ်အကြမ်းမဲ့အုပ်စုကတနတ်မူပြီးအုပ်ချုပ်တဲ့ကောင်မှာပိုဆိုးတယ်ဗျကျွန်တော်တို့ဒီတပိတ်ချင်းတို့မရီယာတို့အဲ့တကြောသွားတဲ့ကောင်မှာပြည်သူတွေမှာရင်ပတ်ထဲမှာအကြောက်တရားတွေအများကြီးပဲသိတနာဖို့ကောင်းတယ်ဗျတော်တော်ကိုတနာဖို့ကောင်းတယ်အဲ့လိုပဲအကြမ်းမဲ့အုပ်စုတွေကဗျ online ဝိုင်းရင်ကျွန်တော်တို့ကစံပနဘူးဝေတာဗနပြီဝေတာခင်ဗျအဲ့ကောင်တွေဝေတာဗနပြီရှိလို့လေခင်ဗျစံနေပြီဗနေရစားမှာလေသူတို့ဝေတာပဲပြတာဗျငတ်တာပြမှာမပြတာအကုန်ငတ်ပြက်တက်ထွက်နေရပဲပြက်တက်ထွက်နေတာပဲအော်ဒီသေးပြချိုးချစ်တာကတက်မတော်ကတော့ကျွန်တော်တို့ဒီဝက်လက်မြို့နယ်အရှေ့ချမ်း area ပေါ့တနည်းအားဖြင့်ဒီ viewer လမ်းနဲ့ AR မြည့်ရဲ့မြေကမ်းဘေးကိုတက်မတော်ကထိန်းချုပ်နိုင်မှုတဲ့တောက်လျှောက်ဆောင်းလာတယ်အဲ့တော့များမကြမီကာလမှာတော့ဒီတက်မတော်ကတော့ကျွန်တော်တို့အဲ့ဒီစကိုင်းတိုင်းရဲ့အတွင်းပိုင်း area တွေကိုတောက်လျှောက်ကျွန်တော်စိုးနိုင်တောက်လျှောက်လုံးမယ်လို့ကျွန်တော်နားလေရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကျွန်တော်ဗဟိုချက်တည်ငြိမ်မှုဆိုရင်တော့ဒီစကိုင်းတိုင်းရဲ့ခုနကရွှေဘိုဝက်လက်အရာတော်ခင်ဦးရေဦးဒဇယ်ပတ်လဲပေါ့ဗျအဲ့ဒီတကွင်လုံးကိုကျွန်တော်တို့ထိန်းချုပ်နိုင်သွားပြီဆိုရင်တော့ကျွန်တော်တို့ကတော်တော်ကြီးတည်ငြိမ်သွားပြီကျွန်တော်တို့ကဘယ်တော့မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီဆက်သွယ်ရေးလမ်းကြောင်းတွေဘယ်တော့တည်ငြိမ်မလဲဆိုရင်ဒီ area တည်ငြိမ်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီလမ်းမဆက်သွယ်ရေးအားလုံးပွင့်ပြီအကြမ်းဖက်အုပ်စုတွေရဲ့အများစုထိန်းချုပ်တဲ့နေရာတွေကလည်းဒီ area ပဲဒီ area မှာပဲသူထိန်းချုပ်တယ်အဲဒီကုန်ကားတွေစက်ကြီးကောက်တယ်သူဒီလိုနဲ့ပဲရှင်းသန်နေတာနောက်တစ်ခါတော့ကျွန်တော်တို့ရနံမော်တွေပေါ့ရနံမော်တွေကနေသူတို့ငွေတွေရတယ်ပေါ့ဒါကြီးလည်းကျွန်တော်တို့ထိန်းချုပ်နိုင်ဖို့လိုတယ်အကြမ်းဖက်အုပ်စုတွေရဲ့ကျွန်တော်တို့နံပါတ်1စားရေးခါအဓိကငွေပင်ငွေရင်းပေါ့ငွေပင်ငွေရင်းတွေကျွန်တော်ဖြတ်တောက်နိုင်ဖို့လိုပါတယ်